သွေးသားချင်းမတော်ဆက်ပေမဲ့လည်းတကယ်မောင်နှမရင်းနေလို့ဖြစ်နေတဲ့စင်ဦးတို့မောင်နှမကဲပရိသတ်ကြီးတို့ဘယ်လိုရာဇဝင်တွေပဲရှိခဲ့မိတွေးဆိုတဲ့ဂုံတစ်ခုကိုမိခင်ရဲ့တယောက်လိုမျိုးဆက်ဆံပေးနိုင်ခဲ့သူကတော့မင်းသမီးချော်လေးစိုင်းမိုင်ပဲဖြစ်ပါတယ်။စိုင်းမိုင်နီနဲ့ကတော့အားလုံးသိကြတဲ့အတိုင်းအပြိုစင်တယောက်မင်းသမီးတက်လက်ဖြစ်နေခဲ့ပေမဲ့ကလေး၃ယောက်ရဲ့အဖေဖြစ်သူကိုယူခဲ့မိတာကြောင့်ပရိသတ်တွေရဲ့ပြောဆိုတွေမကမိတွေတယောက်ဆိုတဲ့ဂုံပုတ်ကိုပါခက်ခဲအပြောခံထားသူပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကိစ္စအကြောင်းအရာတစ်ခုဆိုတာအချင်းကစကားပြောတယ်ဆိုတဲ့အတိုင်းအချိန်တွေကြာလာတဲ့အချိန်မှာတော့စိုင်းမိုင်ရဲ့ကတိကစိတ်ရဲမှန်တွေကပေါ်လာခဲ့ပါပြီ။သူမအနေနဲ့ကတော့ငငယ်ရွယ်နဲ့ကလေး၃ယောက်ဖေကိုယူထားရလို့ဒီကလေးကိုခွဲခြားဆက်ဆံမယ်ဆိုတဲ့စိတ်မျိုးရှိမနေခဲ့သလိုဒီကလေးတွေပေါ်မှာလည်းမိခင်တယောက်ရဲ့တာဝန်ဝတ္တရားအတိုင်းပြုစုဆောက်ရှောက်ပေးနေကြတာပါ။စိုင်းမိုင်ရဲ့ခင်မွန်းတဲ့ဖြစ်သူကိုထွန်းကလည်းသူ့ရဲ့မိန်းမဖြစ်သူမျက်နှာမညှိုးစေဖို့နဲ့မိန်းမမျက်နှာတကဘာထင်းစေရလောက်အောင်ချစ်တဲ့လွန်သူဖြစ်တာကြောင့်အစာပိုင်းမှာဗလင်းခဲကြတဲ့ပရိသတ်တွေခမသူတို့ရဲ့အိမ်တော်ရေးဘဝလေးကိုတောင်မှအားကြတဲ့အထိဖြစ်လာခဲ့ပါတယ်။စိုင်းမိုင်နေနဲ့ကတော့ဒီအိမ်အောင်ကိုပြုဖို့အတွက်အများကြီးစဉ်းစားခဲ့ရတယ်ဆိုပေမဲ့လည်းအမြင်တစ်မျိုးကိုသာပြောင်းပြီးတော့စဉ်းစားမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒါကတော့ဒီကလေးတွေဟာကိုယ်တိုင်မမိုးရတဲ့ကလေးတွေဖြစ်တာကြောင့်ဝမ်းမနာကလေးတွေအများကြီးရတယ်ဆိုတဲ့ခံစားချက်ကိုသာမွေးမြူခဲ့တာဖြစ်ပြီးဒီမိသားစုတွေဝင်လာတဲ့ချိန်ကစလို့ဒီကလေးတွေရဲ့မိတွေးလို့တခါမှမတွေ့ခဲ့သလိုတခါမှလည်းခွဲခြားလုပ်ပြီးတော့ဆက်ဆံခဲ့တယ်ဆိုတာမျိုးမရှိဘူးလို့ပြောလာခဲ့ပါတယ်။မကြသေးမီချိန်မှာပဲစိုင်းမိုင်ဟာခင်မွန်းဖြစ်သူကိုထွန်းနေရတဲ့သားလေးကိုမွေးဖွားခဲ့ပြီးဖြစ်တယ်လို့ဒီကလေးကိုလည်းကိုထွန်းရဲ့ကလေး၃ယောက်နဲ့ရင်းနှီးကြောင်းဝင်မှုရှိအောင်အမြဲထိတွေ့ပေးနေရလို့ဆိုပါတယ်။အဲ့ဒါပြင်သားသမီးတွေအကုန်လုံးကလည်းသူတို့ရဲ့ဒုတိယမိခင်တူဖြစ်လက်ခံထားခဲ့တဲ့စိုင်းမိုင်ကိုအမေရဲ့တယောက်လိုမျိုးချစ်ခင်ပေးနေခဲ့ပြီးတော့စိုင်းမိုင်ကမွေးဖွားလာတဲ့စိန်ဦးလေးကိုလည်းဝိုင်းပြီးတော့တဲတဲလို့ဖြစ်နေခဲ့ကြပါတယ်။ဒီလိုမျိုးကလေးတွေရဲ့ကျင်းဦးဝေယမြင်ကွင်းတွေကပဲသူတို့မိသားစုလေးကိုပို့ပြီးတော့ခိုင်မာစေခဲ့တယ်လို့နောက်ပိုင်းမှာလည်းပိုအေးချမ်းပြီးတော့ပြုံးနေတဲ့တာယာနေတဲ့မိသားစုဖြစ်အောင်ပြိုးထောင်သွားပါမယ်လို့စိုင်းမိုင်ကဆုံးဖြတ်ထားခဲ့ပါတယ်။အခုချိန်မှာဆိုရင်တစ်ချိန်က TV ဖန်သားပြင်ပေါ်မှာကြားရောက်ပြီးတော့ဇယုတ်ကိုပြပြအောင်တရုပ်ဆောင်နိုင်ခဲ့တဲ့စိုင်းမိုင်ဟာအိမ်အောင်တစ်ခုမိသားစုတစ်ခုကိုပိုခိုင်မြဲတဲ့ချစ်တွေတန်ရောစီတွေနဲ့ခံမြအောင်တိစောက်နေခဲ့ပြီပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်စိုင်းမိုင်ကတော့နောက်ထပ်ရင်သွေးလေးလွယ်ကွင်းရမယ်ဆိုရင်လေဒီမိသားစုလေးဟာသူ့ရဲ့သားသမီးတွေမိသားစုတွေပဲဖြစ်တာကြောင့်ဘသူ့ကိုမှခွဲခြားပြီးတော့ဆက်ဆံမှာမဟုတ်ဘူးလို့ကလေးတွေလည်းတင်ငယ်စိတ်ဝင်ရအောင်အများကြီးသတိပြုထိန်းချောင်းပေးသွားမယ်လို့ဆိုပါတယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လေခုလိုမျိုးကလေးတွေချစ်ရင်းနှီးကျန်းဝင်ပြီးတော့တယောက်နဲ့တယောက်မနမရင်းနေလို့ဖြစ်စေဖို့ပြိုးထောင်ပေးနေတဲ့စိုင်းမိုင်ကိုဘလို့မြင်လဲဆိုတာကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါမယ်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။